ဒီနေ့ take away message မှာလည်းနောက်ထပ်စကားလုံးတစ်လုံးနဲ့လက်ဆောင်ပေးကြပါတယ်အဲ့ဒါကတော့ boss ဆိုတဲ့စကားလုံးကပေါ့နော်နံပါတ်1ထိပ်ဆုံးကပါလဲ B stand for build your skill ကျွန်တော်တို့အကုန်လုံးပဲဒီလူငယ်တွေအားလုံးကအမြဲတမ်းတူနေတာပါလဲလမ်းပြောက်တယ်လမ်းပြောက်တယ်အကုန်လုံးကလေမြန်မာပြည်မှာထက်ချီတလဲလဲကြားနေရအဲ့လမ်းပြောက်တယ်ပဲပေါ့နော်ကျွန်တော်လည်းကြောင်းတက်ပြီးတော့လေ3နှစ်လောက်ကလမ်းတွေပြောက်နေပေါ့နော်အဲ့လိုမျိုးလမ်းပြောက်နေတဲ့အချိန်မှာကိုလုံးလို့ရတဲ့ဟာတစ်ခုရှိအဲ့ဒါက build your skill ဘာ skill ပဲဖြစ်ဖြစ် skill တစ်ခုပြီးတစ်ခုကျွမ်းကျင်မှုတစ်ခုပြီးတစ်ခုအမြဲတမ်းပဲတွေးနေပါကိုကအရေးကြီးကမိဘပတ်စံမပေးနိုင်ဘူးဆိုတော့အရေးမကြီးဘူးဒီ skill ကိုကအရေးကြီးတစ်ခုအနေနဲ့အသုံးချskill တစ်ခုက3000ရှာပေးမယ်လို့နားလဲလားတစ်နှစ်ကို3000ရှာပေးမှာနောက်ကျရင်အဲ့ကိုသာတကယ်ကျွမ်းကျင်ဒါကြောင့်မလို့ဝင်ငွေတွေကများတာအဲ့တော့အားလုံးသိရမှာကကိုယ့်ရဲ့ skill number of skill ကိုမှ skill ဘယ်နှခုရှိလဲပုံမှာမူတည်ပြီးတော့မှကိုယ့်ရဲ့ဝင်ငွေနဲ့ထပ်တူကြပါတယ်ဒါကြောင့်မလို့လူငယ်တွေအမြဲတမ်းပဲ skills တွေကိုဖြည့်နေပါလူကြီးလည်းတူတူပဲ social media မကျွမ်းသေးဘူးဆိုကျွမ်းတဲ့ skill တစ်ခုရှိရတယ်ကိုကဝင်ငွေရောစိတ်ချမ်းသာမှုလည်းတိုးတယ်။ဒါကြောင့်မို့လို့ build your skill ပါပြီးရင် boss မှာ over observe ဒီလားရှားလဟုန်လောက်အောင်အားလုံးကစုံတော့လိုမျိုးပဲလုံးဝမှန်ပြူတစ်ချောင်းကိုင်းဒီပုံလို့လိုက်ကြည့်ဒီနေ့ speaker တွေကဘာပြောသွားလဲကိုယ့်ရဲ့တစ်ထည့်ကဘယ်လိုလုပ်နေရလဲသူစီးပွားရေးဘယ်လိုလုပ်တာလဲသူ့လုပ်ငန်းနဲ့ဝင်ပြီးတော့မှသူ့ပတ်စံယူပြီးတော့မှသူ့စီးပွားရေးအသေးစိတ်လေးလာလို့ရတယ်ဒါပေမဲ့လေးလာတက်ဖို့တော့အရေးကြီးကိုကဘဝမှာအမြဲလေးလာနေရမယ်သူဆက်စုနေရမယ်သူဆိုတော့ကို identity အရင်ဆုံးထည့်ထားပြည့်စုံသွားရင်အိုကတော့ပြည့်စုံသွားရင်အမြဲလုံးနေဖို့ပဲရေးကြည့်ရနေတိုင်းလုံးရမယ်အိုကနော်လူငယ်တွေလည်းအဲ့ဒီ observation အမြဲတမ်းလေးလာပါဆက်စုပါနောက်ထပ် S က start small တိလေးရစပါကျွန်တော်ရဲ့မိတ်ဆွေထဲမှာဆိုရင်ကျွန်တော်တို့နဲ့အတူတူကြောင်းတက်ပြီးပြန်လာတယ်သူတို့တွေကအကြီးကျယ်မိဘပတ်စံတွေလည်းရင်းနှီးမြှုပ်နှံမှုတွေယူပြီးတော့စီးပွားရေးတွေချကြအဲ့မှာကျွန်တော်ကတိလေးပဲစကိုကစာသင်တာကိုကျွမ်းကျင်တယ်အဲ့တော့ကိုကတခြားကျောင်းတစ်ကျောင်းမှာ volunteer သွားလုပ်တယ်အဲ့ volunteer လုပ်ပြီးသွားပြီဆိုရင်ဗီဒီယိုလေးစရိုက်တယ်ပြီးဗီဒီယိုလေးစရိုက်ပြီးသွားပြီဆိုရင်ကုမ္ပဏီတိလေးထောင်တယ်လူ2ယောက်3ယောက်နဲ့ပတ်စံတစ်ချက်မှမရှုံးခဲ့ဒါပေမဲ့ကိုတငယ်ချင်းပြန်သွားကြည့်လိုက် तू ကသူ့အမေပတ်စံသိန်းထောင်ချီတောင်းချီနဲ့စီးပွားရေးအကြီးချအဲ့တော့ဘာဖြစ်သွားလဲဆိုတော့အဲ့စီးပွားရေးကရှုံးတော့စီးပွားရေးမလုပ်ရတော့ဘာလို့လဲအကြီးရှုံးသွားတယ်အဲ့တော့ small is beautiful ဒီ digital business မှာ small is so beautiful သေးလေးလုံးဝခဏပြောတဲ့အပြောင်းလဲမြန်လုပ်လို့ရတယ်ပြီးရှုံးမယ်စီကျွန်တော်ဆိုရင်အများရှိတဲ့ရှုံးတဲ့အရာတွေရှိတယ်ရှုံးမယ်စီဘာလို့လဲ450ရှုံးတာလေ4-500ရှုံးတာမဟုတ်တိုင်းဘူးမှတော့မသိလိုက်ကိုဘာသာကိုလည်းမကြောက်သွားအောင်အဲ့ဒီကြောက်တဲ့စိတ်မဝင်ဖို့အရေးကြီးရယ်နော်အဲ့တော့လူငယ်တွေကအမြဲတမ်းပဲဒါလူငယ်တွေဖြစ်တဲ့အတွက်အမားလုံးမှမကြောက်နဲ့ဒါပေမဲ့အမားကြီးလုပ်လို့မရအောင်ဒီဥစ္စာစီးပွားရေးမှာမဟုတ်ဘူးပေါ့နော်လူငယ်တိုင်းကအမားတစ်လေးလုပ်အဲ့အမားတစ်လေးတွေကနေပြီးတော့ landing လုပ်အမားကြီးလုပ်လို့မရအောင်အမားကြီးလုပ်ပြီးတော့ဆိုရင်ကိုကတက်တိမရှိတော့မလုပ်ရဲတော့အဲ့ချိန်ကျတော့လူတော့မတိုးတော့ဒီခဏပြောတဲ့ opportunity မယူရတော့ဖြစ်သွားတယ်။အဲကြောင့်တစ်သေးလေးကစပါပြီးနောက်ဆုံး S ကတော့ surrounding ကိုယ့်ရဲ့ပတ်ဝန်းကျင်ကျွန်တော် social media မှာကျွန်တော်အရန် viral ဖြစ်သွားပြီးတော့မှထိုးခံရတဲ့ video သိလားလူ10ယောက်နဲ့ပတ်သက်ပြီးတော့လေသူတို့ကမပြင်းနေလို့ social media မှာကျွန်တော်စဒါပေမဲ့တကယ် reality နော်ကိုကအရန်စတော်တဲ့တကယ်ချင်း10ယောက်နဲ့ပေါင်း surrounding ဆိုပတ်ဝန်းကျင်17ယောက်မြောက်ကဘာလို့ဖြစ်မလဲအရန်ကိုစီးပွားရေးလုပ်တတ်တဲ့သူ10ယောက်နဲ့ပေါင်း17ယောက်မြောက်ကဘာလို့ဖြစ်မှာအရန်လိန်တဲ့သူ10ယောက်နဲ့ပေါင်း17ယောက်မြောက်ကဘာလို့ဖြစ်မလဲဟုတ်တယ်နော်အဲ့ဒါကဟာသားမဟုတ်ဘူးစိတ်ပညာလူဆိုတာကကိုယ်ပတ်ဝန်းကျင်ကိုယ့်ထက်စွမ်းအားကြီးတယ်ကျွန်တော်တို့မသိလို့ဒါကျွန်တော်တို့စိတ်ပညာမှာဒါတစ်ချိန်လုံးပဲပြောနေတာပတ်ဝန်းကျင်ကလူတွေကိုလွှမ်းမိုးမှုအရန်ကြီးတယ်ဆိုတာကဒါကြောင့်မလို့ပြောတာကိုယ့်ပတ်ဝန်းကျင် surrounding ကိုတေချာလေးရွေးချယ်ပေါင်းသင်းမှာကျမတို့ကမိဘတွေကိုရွေးချယ်ခွင့်မရှိဘူးမောင်နှမတွေကိုရွေးချယ်ခွင့်မရှိဘူးဒါပေမဲ့ကိုယ်တငယ်ချင်းမိတ်ဆွေပေါင်းသင်းရွေးချယ်လို့ရတာအဓိကကိုယ်စာမလို့ရတာမှ smart ဖြစ်ရမယ်စာလုပ်တဲ့10ယောက်နဲ့ပေါင်းစာချက်ဆရာမလို့နဲ့စောင့်ဝဲအောင်ပါနော်သူတို့ trick တွေကိုရမှာလေအဲ့တော့ပတ်ဝန်းကျင်ကိုတေချာရွေးချယ်ပါလို့နောက်ဆုံးဒီ boss ဆိုတဲ့စကားလုံးနဲ့အားလုံးစကားလက်ဆောင်ပေးချင်ပါတယ်